ဒီနေ့ရဲ့ makeup look ကိုတော့ foundation လောက်မှတော့ဝင်ပြင်ပြပါမယ်အရင်ဆုံးဒီနေ့ primer နဲ့ဒီ tone up ကိုနှမျိုးတွဲပြီးတော့လိမ့်လိုက်တယ်ပေါ့နော်ပြီးတော့ blend လုပ်ပေးလိုက်ပါတယ်ဒါလေးကတော့ eyeshadow လေးဖြစ်ပါတယ် eyeshadow ကတော့ကိုတိုက်တဲ့ရောင်ကိုချဲလို့ရတယ်ရွေးနေကျတော့ပန်းရောင်လေးနဲ့ပေါ့နော်ပြီးတော့ကျွန်မမျက်လုံးလေးပေါ်သွားအောက်ကအလိုအညိုရောင်လေးထပ်ပြီးတော့ဆိုပေးလိုက်ပါတယ် highlight လေးကိုမျက်လုံးသားတစ်ဝိုင်မှလိုက်ထည့်ပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်မျက်လုံးလေးနည်းနည်းလေးပေါ်ပေါ်လေးဖြစ်သွားတာပေါ့နော်ပြီးရတယ်ကျွန်မဟိုလုံးဒီလုံးနဲ့ပေါ့နော်ကျွန်မဒီရဲ့မျက်တောင်လေးတွေ corner နှာခမ်းလေးတွေပုံဖော်လိုက်တယ်ပြီးတော့အရင်လာတဲ့ Typhoria ရဲ့နှာခမ်းလေးတွေထပ်ဆိုလိုက်ပါတယ်ပြီးတော့ယူရင်ဒီနှာခေါင်းလေးတွေကို control လိုက်လုပ်လိုက်တယ်ပေါ့နော်နှာခေါင်းလေးနည်းနည်းလေးပေါ်သွားအောင်လုပ်ဖြစ်ပါတယ်ဒီလိုနှစ်ဖက်ပါတဲ့ highlighter လေးကိုယူရင်ကနှာခေါင်းထိန်းတာလေးတွေနဲ့နှာခမ်းလေးတွေမှာလိုက်ပြီးတော့ချဲပေးလိုက်တယ်ဒါဆိုလို့ရှိရင်တော့ကျွန်မရဲ့နှာခမ်းလေးကဖိုးလေးဖြစ်သွားတာပေါ့နော်ပြီးတော့ကျွန်မရဲ့ makeup လေးချန်ရှိခံအောင်လို့ပေါ့နော် setting spray လေးဖြန်းလိုက်ပါတယ်အကြီးတဲ့ခေါင်းပြက်လည်းကျန်ခဲ့ပြန်ပြီတော့ယူလိုက်တယ်ပြီးလို့ရှိရင်ထိုင်ဖြီးပါတယ်ခေါင်းထိုင်ဖြီးရနဲ့ပြီးတော့ကျွန်မ highlight တောက်လေးသုံးပြီးတော့ပါနာလေးတွေမှာလိုက်ပြီးတော့ဆိုပေးလိုက်တယ်ဒါတော့အရင်လာတဲ့ La Glace ရဲ့ပါနီလေးပေါ့နော်သူ့ကိုပါနှစ်ဖက်မှာလိုက်ပြီးတော့ဆိုလိုက်တယ်ပြီးတော့ Crestline ရဲ့ပေါင်တာကိုအစီပြတဲ့နေရာလေးတွေမှာလိုက်ပြီးတော့လိမ့်လိုက်တယ်ဒီမှာဒီ lip gloss လေးကိုနည်းနည်းထပ်ဆိုလိုက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့ foundation မပါတဲ့ပပကြီးကြီး makeup လေးရပါပြီရှေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye